ကဲဒီဗီဒီယိုလေးကိုတွေ့ရင်တော့အမြန်ဆုံးသာလာဝယ်လိုက်တော့နော်အခုဆိုလို့ရှိရင်တော့ဒီ Redmi Note 40 Pro Black မှန်ခုံနဲ့ RAM 256GB ကဈေးလေးကတော့တော်တော်လေးကိုတန်သွားပါပြီဒီဈေးလေးနဲ့ဆိုလို့ရှိရင်တော့ဒီ performance သူ့ဈေးထဲမှာသူ့လောက်ကောင်းတဲ့ performance တော့မရှိဘူးပေါ့နော်ဒီကောင်လေးကတော့ဈေးနှုန်းလေးရဆို10သိန်းနဲ့4000နဲ့ဝယ်လို့ရနေပါပြီပါကင်လုံးကိုကင်လို့ရနေပြီတော့ဈေးလေးလည်းတော်တော်ဟိုကျသွားပြီဆိုတော့လေလာရောက်ဝယ်အပေးကြကိုဖိတ်ခေါ်ချင်ပါတယ်ဒါလေးကိုဝယ်အပေးခြင်းနဲ့ဆိုလို့ရှိရင်လက်ငင်းရောအရေးကြရောဝယ်အပေးလို့ရပါတယ်အရေးကြဝယ်အပေးခြင်းနဲ့ customer လေးတွေလည်းပေါ့နော်30ရာခိုင်နှုန်း20ရာခိုင်နှုန်း40ရာခိုင်နှုန်းပေါ့နော်အဲ့လိုမျိုးအစားစားသွင်းပြီးတော့ကနုတ်သွင်းပြီးတော့ဝယ်အပေးနိုင်ပါတယ်အရေးကြရှောက်ချင်တဲ့ customer လေးတွေပေါ့နော်လိုအပ်တဲ့စာရွက်စာတမ်းလေးတွေကတော့တကောင်စင်းမူရင်းလိုအပ်မယ်မှတ်ပုံတင်မူရင်းလေးလိုအပ်မယ်နောက်ရက်ကွက်ထောက်ခံစာလေးလိုပါမယ်ရှင်ဝန်ထမ်းကလေးရှိရင်တော့ပို့ပြီးတော့အဆင်ပြေပါတယ်ဝန်ထမ်းကလေးရှိရင်ဝန်ထမ်းကလေးယူလာခဲ့ပါရှင်အကယ်၍မရှိဘူးဆိုလို့ရှိရင်လည်းအဆင်ပြေပါတယ်